ဆေးဆက်တစ်ဆက်ဟာအောက်ကိုစီးကျသွားခဲ့ပါတယ်ဘရင်ကြီးရဲ့မျက်စိရှိတဲ့ကိုကျသွားခဲ့တာပါပကြီးဆရာဟာကြောက်လန့်တကြားဖြစ်သွားခဲ့တယ်သူကအသက်ကိုအောက်ထားမိလိုက်တယ်ဘာကြောင့်လဲဆိုတော့ဘရင်ကြီးရဲ့လှုပ်ဝက်ချက်တွေကိုခိုးနှားထောင်မိသူတိုင်းဟာတေတံပေးခံရတတ်လို့ပါကံကောင်းတာကဘရင်ကြီးဟာသူ့ကိုတတိမထားမိခဲ့ဘူးခဏအကြာမှာတော့ဘရင်ကြီးဟာနန်းတွင်းသူနန်းတွင်းသားတွေနဲ့အစေခံအားလုံးကိုဆင့်ခေါ်လိုက်တယ်သူ့တန်ထဲမှာဒေါသတွေဟုံဟုံတောက်နေပြီးဒီဆေးကိုဘသူဖိတ်တာလဲငါ့ကိုအမှန်တိုင်းပြောမဟုတ်ရင်မင်းတို့အားလုံးကိုငါတက်ပြစ်မယ်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထက်မြက်တဲ့အမတ်ကြီးကအလျင်အမြန်စဉ်းစားပြီးရှေ့ကိုထွက်လာတယ်အရှင်မင်းကြီးလို့သူကတည်ငြိမ်စွာပြောလိုက်တယ်ဒါဟာငကားမင်းစီကလာတဲ့နမိတ်တစ်ခုဖြစ်နိုင်ပါတယ်လို့ပြောပြီးသူကနန်းတွင်းအမတ်တယောက်ကိုမျက်စိတမိတ်ပြလိုက်တယ်သူ့ကိုထောက်ခံဖို့အချက်ပြလိုက်တာပါပြီးနောက်အမတ်ကြီးဟာဒေါသထွက်ဟန်နဲ့အတန်ကိုမြင့်လိုက်ပြီးမျက်နှာချက်ကိုကြည့်ပြီးအော်ဟစ်လိုက်တယ်ကောင်းကင်ဘုံကငါတို့ပြောတာကိုမကြားဘူးလားအထက်ကနတ်မင်းကြီးဟာနားမကြားလို့အခုထိဆင်းမလာသေးတာလားလို့ပြောလိုက်တယ်သူတို့အပြန်လန်ပြောတာကိုနားထောင်ပြီးပကြီးဆရာဟာသူတို့ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာသဘောပေါက်သွားတယ်သူဟာတကယ်ပဲနားမကြားစကားမပြောနိုင်သူတယောက်လိုဟန်ဆောင်လိုက်တယ်ဘရင်ကြီးကတန်မောင်းကို၃ချိန်ထုခိုင်းလိုက်တယ်သူ့ကိုချက်ချင်းဆင်းလာဖို့အမိန့်ပေးလိုက်တာပါတကယ်လို့သူဆင်းမလာရင်ငါသူ့ကိုကွပ်မျက်ပစ်မယ်လို့ဘရင်ကြီးကတတိပေးလိုက်တယ်ပကြီးဆရာကတော့ဟန်ဆောင်မှုကိုဆက်လုပ်နေပြီးတစ်ချက်မှမတုံ့လုပ်ခဲ့ဘူးဒေါသထွက်နေတဲ့ဘရင်ကြီးကသူ့ကိုအောက်ကိုချဖို့စစ်တီတွေကိုအမိန့်ပေးလိုက်တယ်သူတကယ်ပဲနားမကြားတာလားဆိုတာသိရအောင်သူ့မျက်လုံးကိုမှိတ်ထားလိုက်သူ့လက်ကိုရိုက်ပြီးငါတို့စမ်းတက်မယ်လို့ပြောခဲ့တယ်ပကြီးဆရာဟာကြောက်စိတ်ကြောင့်တုံ့ရင်နေခဲ့တယ်ဒါပေမဲ့လွတ်လပ်မရှိတော့ဘူးစစ်တီတယောက်ကတုတ်ကိုမြောက်လိုက်ပြီးပကြီးဆရာရဲ့လက်ကိုအရှိန်နဲ့ရိုက်ချလိုက်တယ်သူဟာနာကျင်လုံးလို့အော်ဟစ်မိသွားတယ်ဒါပေမဲ့ဘရင်ကြီးကအဆုံးဖြတ်ချက်မချခင်မှာပဲအမတ်ကြီးကတဖန်ကြားဖြတ်ဝင်လာပြန်တယ်ပြီးတော့သူ့ရဲ့လျင်မြန်တဲ့အတွေးခေါ်ကြောင့်အခြေအနေတစ်မျိုးပြောင်းသွားခဲ့တယ်